ကိုပိုင်တကွန်လည်းအဲ့လိုမျိုးပေါ့နော်တစ်တော့တင်ဖို့ကျွန်တော်လှမ်းခေါ်တာပေါ့အဲ့ client လှမ်းခေါ်တော့ကျွန်တော်ကိုပိုင်တကွန်ကိုသွားတင်ပေးဖြစ်တယ်ပေါ့နော်သူပထမဦးဆုံးဒါပေမဲ့သူနောက်ပိုင်းနေရာကျတော့ကျွန်တော်ထက်ကောင်းတဲ့လူတွေလည်းတင်ပါပေါ့နော်ပထမဦးဆုံးသူတစ်တော့စပြီးတော့စတင်တော့ကတော့ကျွန်တော်ဟိုတစ်ချက်လောက်လာပြီးတော့ပြပေးပါပေါ့နော်ကိုပိုင်တကွန်တစ်တော့ဆော်ကိုအဲ့ဒီချိန်မှာစပြီးတော့သူတစ်တော့အကောက်ကိုသူဖွင့်ဖြစ်သွားတယ်ထင်ပါတယ်ဟုတ်အဲ့တင်ပေးဖြစ်တာသူကတစ်တော့တစ်ခါမှမဆော်ဘူးသေးဘူးအဲ့ချိန်ကျတော့သပင်ကအရှည်ကြီးဖြစ်နေပြီလူကလည်းအရက်ကြီးအရှည်ရမ်းချောတာသဘောလည်းကောင်းတယ်အတန်လည်းဝဲလေးနဲ့အဲ့လိုမျိုးကိုပိုင်တကွန်နဲ့တွဲရိုက်မယ်ဆိုရင်တော့ပျော်တာပေါ့အတိုင်းထက်လုံးပေါ့နော်မင်းတော့ဘာကောင်းထင်နေတဲ့ချက်လေးတွေရှင်နဲ့တမနဲ့စိတ်ဆက်ထားတာနော်ဘာမှကောက်မလေးနဲ့တူတူရှိနေတယ်အဲ့ဒါအပြစ်မဟုတ်ဘူးလားခမရတော်တော်သစ္စာမရှိတဲ့မိန်းမကျုပ်ကခမရစော်ကားခံရမှာကောင်းမဟုတ်ဘူးငါမဟုတ်တမနဲ့တခြားယောက်ျားကြောင့်လည်းတူတူရှိပြတယ်ဘာလို့တက်ချင်ငါသားကိုထည့်ရလူတိုင်းသွားရပြန်ဆက်ရတတ်တယ်နော်မမို့ကျမပေါ်မှာအရန်တရားလွန်တယ်ငင်းတော့အဲ့ဒေတာနဲ့မပြောနဲ့တရားတော်ထိုင်ကြည့်နေတာဘာပထမဦးဆုံးပဲโอเคကျွန်တော်နာမည်ကတော့ဇွဲလို့ခေါ်ပါတယ်အများသောအားဖြင့်ကျွန်တော်ကဒန်ဆာဆိုတော့ဒန်ဆာဇွဲလို့ခေါ်ကြပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်ကတော့အဓိကလူသိများခဲ့တာကတော့ဒီ2015မြန်မာ Got Talent အစီအစဉ်1ပေါ့နော်အဲ့တုန်းကပြိုင်ပွဲတစ်လျှောက်လုံးမှာကျွန်တော်မျက်နှာဖုံးတက်ပြီးတော့ရှင်ပြိုင်ခဲ့တယ်ရှင်ပြိုင်ခဲ့ပြီးတော့မှနောက်ဆုံးအချိန် final ကြမှာမျက်နှာဖုံးချုပ်ခဲ့တယ်ပေါ့နော်အဲ့တုန်းကဒီဟိုပေါ့ဒိုင်နေကတော့ကိုရိုးတို့မမိုးမိုးမြင့်အောင်တို့ပြီးတော့ဒါရီတာမောင်တီတို့ဖြစ်ပါတယ်ခင်ဗျဟုတ်အဲ့တုန်းကအမှတ်တရဆိုတော့ကိုယ်ပထမဦးဆုံးပြောမယ်ဆိုရင်ဟိုပေါ့နော်ဟိုအသက်20ဝန်းကျင်လောက်ပေါ့နော်2015ဆိုတော့အဲ့တုန်းကလည်းဟိုအရန်ဟိုစိတ်လှုပ်ရှားတာပေါ့ပထမဦးဆုံးပြိုင်ပွဲဆိုတော့လေအဲ့တော့လည်းကျွန်တော်တော်တော်ကြိုးစားခဲ့ရပါတယ်ဘာလို့လဲဆိုတော့ဒီပြိုင်ပွဲတစ်လျှောက်လုံးကိုကျွန်တော်မျက်နှာဖုံးဆွတ်လာတဲ့အချိန်ကျတော့ပိတ်သက်တော်တော်များများတော့သတိထားမိသွားကြတယ်ဗျအခုနောက်ဆုံးအချိန်မှာချွတ်လိုက်တဲ့အချိန်မှာတော့တော်တော်လေးကိုကျွန်တော်ဟိုဖြစ်သွားခဲ့ပါတယ်နာမည်တော့တော်တော်ရသွားခဲ့ပါအဲ့တော့လည်းဒီပြိုင်ပွဲပေါ့မြန်မာကောတဲလန်အစီအစဉ်1ကိုကျင်းပပေးတဲ့ MRT4 ကိုလည်းကျွန်တော်အများကြီးကျေးဇူးတင်မိပါတယ်ခင်ဗျဟုတ်ကဲ့များသောအားဖြင့်ကျွန်တော်အိမ်ကတော့ဒီအမေပေါ့နော်အမေတို့မတို့ကတော့ဒီအဲကွန်တင်တန်းတက်ပြီးတော့ဂျပန်အောင်သွားစေချင်တာပေါ့နော်အဓိကကျွန်တော်ကတော့ဒီအကောက်ပဲကကျင်တာအဲ့မှာအကပိုးဝင်သွားတော့မရတော့ဘူးဆိုကျွန်တော်ကဝင်ကလိုက်တာအဲ့တော့ကျွန်တော်တောက်လျှောက်ကတော့စကတော့ဆိုကျွန်တော်အခက်အခဲတွေအများကြီးရှိရဗျာဟိုမလွယ်ကူခဲ့ဘူးဟိုကျွန်တော်တို့ခေတ်မှာဆိုရင်ဒီလိုမျိုးမီဒီယာတွေဘာတွေလည်းမရှိဘူးအဲသတင်းစာလည်းပါဖို့တော့မှတော်တော်အရန်ခက်ခဲတယ်ပြီးတော့ပွဲတွေရောပြီးတော့ပြိုင်ပွဲဒီ TV ထဲပါဖို့ဆိုတာလည်းဟိုမလွယ်ဘူးအဲ့ဒါနဲ့ကျွန်တော်ပထမဆုံးခြေလမ်းဆိုရင်ကျွန်တော်ဒီဟိုပေါ့နော်အဲ့မြန်မာ Street Battle Communication ဆိုပြီးတော့အဲ့ပြိုင်ပွဲအကြီးအကပြိုင်ပွဲကြီးတော်တော်များများလှုပ်လိုက်သေးတယ်အဲ့ဒါကျွန်တော်ဆရာကိုတီစာပေါ့နော်ကိုတီစာဦးဆောင်ပြီးတော့ကျွန်တော်လှုပ်လိုက်သေးတယ်အိုလေးတို့ပါလေးတို့အိုလေးတို့ပါအောင်နဲ့ပေါ့နော်အဲ့လိုမျိုးလှုပ်ပြီးတော့အဲ့ပြိုင်ပွဲတွေမှာကျွန်တော်ဝင်ပြိုင်နေဒီ MRT4 ကလွှင့်သွားတဲ့ပြိုင်ပွဲကြီးပေါ့နော်အဲ့လိုမျိုးတွေပေါ့အဲ့ရနေပြီးတော့ကျွန်တော်ဖြည်းဖြည်းချင်းစပြီးတော့တော်တော်လေးကိုကျွန်တော်စူးစမ်းခဲ့တာခုဆိုရင်ဟိုပါပေါ့7နှစ်ကျော်လောက်တော့ရှိပြီပေါ့နော်အဲ့လောက်ထိကိုကျွန်တော်တော်တော်လေးခက်ခဲစူးစမ်းခဲ့ရပါတယ်ဟုတ်အိမ်ပေါ်ဟုတ်ကျွန်တော်အဓိကဟောပေါ့နော်အိမ်ပေါ်တွေဘာတွေကလည်းကျွန်တော်ဆင်းခဲ့ဘူးလေဆင်းပြီးတော့ဒီဆရာအိမ်မှာပဲနေအဓိကဆရာဒန်လာရှိုင်းအောင်လည်းကျေးဇူးတင်ပါတယ်ဘာလို့လဲဆိုတော့ဒီဆရာဒန်လာရှိုင်းရဲ့အမေကဒီမှာသူ့အိမ်မှာနေသူ့အိမ်မှာစားဆိုပြီးတော့ကျွန်တော်တို့ကိုအဓိကအဲ့လိုမျိုးပေါ့နော်ပံ့ပိုးပေးတယ်တင်ကျွေးပေးတယ်ပြီးတော့ဆရာကလည်းပြန်ပြီးတော့ပညာကုန်တွေသင်ပေးတယ်အဲ့လိုမျိုးပေါ့အဓိကကျွန်တော်တို့ကမိုင်းရှူးတောင်ပေါ်ပေါ့နော်မိုင်းရှူးတောင်ပေါ်တန်လွင်မြစ်ဘေးနားလေးမှာအဓိကအဲ့ရွှေတူးတာကိုကြောက်တူးတာပေါ့နော်အဓိကရွှေကျင်တာကတော့ဒီတန်လွင်မြစ်ထဲမှာလည်းကျွန်တော်ရွှေကျင်ဘူးပါတယ်မြစ်ထဲထိကျွန်တော်ပြုတ်ကြဘူးလေအဲ့ဒါဖနှက်လိုက်စိန်နဲ့ငင်တော့ပြုတ်ကြဘူးလေအဲ့လောက်ထိပြီးတော့အဲ့ကျွန်တော်တို့အလုံးဆိုတာလည်းဒီဟိုပါပေါ့နော်မိုင်းခွဲတာတို့ဘာလို့ဆိုအနေအများကြီးရှိတယ်ဗျမိုးတွင်းဆိုရင်ဒီတွင်းနေပြိုပြီးတော့တည်တဲ့လူမျိုးတွေလည်းရှိတယ်အဲ့လိုမျိုးပေါ့ကျွန်တော်တို့မြောက်ထဲမှာအလုပ်လုပ်ရတာညေကျင်းတို့ကြောက်ကျင်းတို့ကြောက်ရှာတဲ့အလုပ်ပေါ့နော်အဲ့ဒါမျိုးကြတော့ပြီးရင်အဲ့ကြောက်တောင်တွေကိုအဲ့လိုမိုင်းခွဲရတဲ့အလုပ်တို့ဘာလို့ပေါ့နော်အဲ့လိုမျိုးပင်မန်းတာပေါ့အဲ့လိုဘဝတွေကကျွန်တော်တို့တက်လာပြီးတော့ဒီအဲ့နောက်ပိုင်းမှာဟိုပါပေါ့နော်ဟိုကြောက်သေးတွေတော်တော်ကြာသွားသေးတယ်ကြောက်သေးကြာတာဒီအမေရိကန်စီးပွားရေးတစ်ခုကြောင့်ပေါ့နော်အခြေအနေတစ်ခုကြောင့်ကြောက်သေးကြာတဲ့အချိန်မှာကျွန်တော်တို့ကဒီရွှေတော်ဘတ်ရမဲသိန်းရွှေတော်ဘတ်မှာသွားပြီးတော့ရွှေသွားတူးသေးတယ်အဲ့လိုမျိုးရွှေလုံတော့လည်းအဲ့လိုပါပဲဟိုပြောမယ်ဆိုတောကြီးထဲမှာတကယ်တောကြီးထဲမှာပဲအဲ့တော့ဆိုရင်ဒီနေပြည်တော်မျိုးကြီးကိုလှမ်းမြင်နေငါရောက်ဖူးကျင်လိုက်တာပေါ့နော်မီဒီယာလုံးဝအဝါရောင်လေးနဲ့ဟိုလုံးဝတောင်ပေါ်တောကြီးထဲမှာကလုံးဝဟိုမီးလည်းမရှိဘူးဘာလည်းမရှိဘူးပေါ့နော်အဲ့လိုအချိန်မျိုးမှာကျွန်တော်အရန်ဟ
ဟိုပေါ့နီးပြီးတော့မျိုးကြီးကိုငါရောက်ဘူးကျင်လိုက်တာဆိုအဲ့လိုငေးကြည့်နေရတဲ့အချိန်ကနေပြီးတော့ကျွန်တော်ဒီလိုမျိုးပေါ့နော်ရန်ကုန်အင်းရကံမောင်ရောက်တယ်အင်းရကံမောင်ရောက်တော့ဒီကျွန်တော်မနက်ပိုင်းတင်တန်းတက်တယ်ညနေပိုင်းဒီအင်းရကံမောင်မှာရဝေဆိုတဲ့ဆိုင်လေးကကျွန်တော်အတော်ဆိုင်ပေါ့နော်အဲ့ဆိုင်မှာကျွန်တော်ညနေပိုင်းမှာကုလုပ်ပေးရစပွဲထိုးပေးရအဲ့လိုမျိုးလေးပေါ့အဲ့လိုခက်ခက်ခဲလုပ်တယ်လုပ်ပြီးတော့အဲ့မှာဆရာတန်စာရှိုင်းနဲ့တွေ့ပြီးတော့မှကျွန်တော်သူကတာကိုကြည့်ပြီးကျွန်တော်လည်းအဲ့မှာပိုးစဝင်သွားတယ်ဟောဝါသနာပါတော့ငယ်ကလေးကဖြစ်ချင်တာကတော့ကျွန်တော်ကဟို fighting မင်းသားပေါ့နော်ဟိုဂျက်ကီရှန်တို့ဂျက်လီတို့အဓိကတော့ဂျက်ကီရှန်တို့ပြီးတော့ဟိုဟာပေါ့ဝမ်ပတ်မင်းသားပေါ့နော်ထိုင်းကဝမ်ပတ်မင်းသားအဲ့လိုဂျွန်းတွေပါတယ်ဆိုလဲအရန်ဟိုဟာဝါသနာပါတာအဲ့တော့ကျွန်တော်ဂျွန်းမားတွေလည်းပြိုင်တယ်ဂျွန်းမားပြိုင်တော့လည်းကျွန်တော်အပြင်တန်းမှာကျွန်တော်ဒုတိယဆုရခဲ့သေးတယ်ဟုတ်မြန်မာနိုင်ငံဂျွန်းမားမှာဟုတ်ဟုတ်fighting မင်းသားဖြစ်ချင်ပေမဲ့လည်းဒီဒန်စာဘက်ကြတော့လေဒန်စာကြတော့လေပြောမယ်ဆိုဟိုပေါ့ကိုလုံးနေရရင်ကိုကပျော်နေတာပတ်ဆိုင်ရမရကိုကပျော်နေတာအဲ့တော့အဓိကတော့ဟိုကိုယ့်ရဲ့ယူသွမှုပေါ့နော်အဓိကဝါသနာပါလို့လည်းမရဘူးဟိုအရန်ယူသွမှာပဲဖြစ်တာဆိုတော့လေအရာအလုံးအဓိကပိုးပေါ့ကိုယ့်ရဲ့ပိုးအလကားနဲ့အဲ့ဒီဒန်စာကြောင့်လည်းကျွန်တော်အများကြီးဟိုပေါ့နော်အပြောခံရတာရှိရဟာဒီကောင်ကပေါ်တော်နဲ့ပေါ့ရောက်တဲ့နေရာကနေဒွန်းနေတာဓာတ်လိုက်နေတာအဲ့လိုမျိုးအများကြီးအပြောခံရတာရှိတယ်ဒါပေမဲ့လည်းကျွန်တော်ကဟိုပေါ့နော်ကိုကစိတ်တက်ပြောညံ့တဲ့လူလည်းမဟုတ်ဘူးခန္ဓာလည်းအဲ့လိုမျိုးဒီလိုကြောက်တွေတူရွှေတွေတူးလာခဲ့တဲ့လူဆိုတော့ခန္ဓာပိုင်းရောစိတ်တက်ပိုင်းရောကျွန်တော်ကအားလုံးကြက်ခိုင်ပြီးသားဒီတဲ့ကြမ်းတမ်းတဲ့အရာတွေလည်းအများကြီးဖြတ်ကျော်ခဲ့ပြီးသားဆိုတော့လေအဲ့ဒါကြီးမမှုခဲ့ပါဟုတ်အဲ့တုန်းကတော့ကျွန်တော်ဒီလိုဘဝမျိုးရခဲ့မယ်ဆိုတာလည်းကျွန်တော်မတွေးဘူးဗျဘာလို့ဆိုတော့ကျွန်တော်ကဟိုပြောမယ်ဆိုရင်မိုးနဲ့မြေလိုကြီးပဲလေကျွန်တော်တို့ရဲ့ဒီဟိုတာမန်လူဘဝနဲ့ဒီလိုကင်မရာရှိရောက်ဖို့ဆိုတာကမလွယ်လာဘူးလေမလွယ်လာဘူးဆိုတာကျွန်တော် case တုန်းကဆိုရင်လည်းဒီ Facebook ဆိုတာလည်းမရှိဘူးဒီလိုမျိုး YouTube တို့ဘာတို့ဒီဟိုပါပေါ့နော်အဲ line online တွေဘာတွေဆိုတာလည်းမရှိတော့ကျွန်တော်တို့ကဟိုပြောမယ်ဆိုရင်တောင်းတောင်မလွယ်ဘူးပေါ့နော်တကယ်လို့အဲ့လိုမျိုးပေါ့ဟိုဟာပေါ့မင်းသားမင်းသမီးနဲ့တည်တယ်ပေါ့ဦးလေးတွေဘာတွေကတော့ဟိုအားပေးပါတယ်ဒါပေမဲ့ကျွန်တော်ကလည်းဟိုပေါ့တနေ့ဖြစ်တော့ဖြစ်ရမယ်ပေါ့နော်ကိုကိုအရင်တော့မျောလင့်မထားဘူးဒါပေမဲ့ငါအကောင်းဆုံးဖြစ်ခွင့်ရရင်အကောင်းဆုံးကြိုးစားမယ်ဆိုတာပါပဲဟုတ်ဟုတ်ကဲ့ကိုပိုင်တကွန်တို့နဲ့ကြတော့ကျွန်တော်တို့ဒီကျွန်တော်ဟိုပါပေါ့နော်အနုပညာပုံတူပြိုင်ပွဲမှာကျွန်တော်ဝင်ရသွားတယ်အဲ့တုန်းကဟိုမနန်းရဲ့ Data Distribution ဖြစ်မယ်နော် Data Distribution တို့ကဒိုင်တော့အဲ့တုန်းကကျွန်တော်ဟိုပါပေါ့9မိုင်ခွဲရအိုးရှင်းမှာပြိုင်နေအဲ့အနုပညာရှင်ပုံတူပြိုင်ပွဲမှာကျွန်တော်ဝင်ရသွားအဲ့မှာမနန်းကကျွန်တော်သဘောကျလို့ဆိုပြီးတော့သူတို့ဇုံလွဲ miss ပြိုင်ပွဲပေါ့နော်အဲ့တခုမှာကျွန်တော်ဖျော်ပြဖို့ကျွန်တော်ကမ်းလန်းလာတယ်အဲ့မှာကျွန်တော်ကိုပိုင်တကူလုံးနဲ့စတွေ့ရပါတော့ဒါအဲ့တော့ကတော့သူသပင်းမရှိသေးဘူးသပင်းတိုတိုလေးပဲသူကလည်းကျွန်တော်မသိသေးဘူးဒါပေမဲ့ तू ကငကိုတွေကအရန်ပျော်တတ်တဲ့လူဆိုအဲ့နောက်ပိုင်းမှာဟိုကိုပိုင်တကူနဲ့ဒုတိယအကြိမ်ထပ်ပြီးတော့စုံတော့ကြတော့ဒီဟိုမချူးလေးရဲ့ဟိုပေါ့နော်ဟိုRealme 5ကြော်ညာလေးပေါ့ Game 5အဲ့ Realme အတစ်ထွက်တဲ့ဖုန်းကြော်ညာလေးမှာသူတို့ကကပ်ပယ်ပေါ့နော်ကပ်ပယ်ပုံစံလေးဆော့ရမယ်ဆိုတော့ကျွန်တော်ကမချူးလေးကိုလည်းတစ်တော့တင်ပေးတယ်တစ်တော့တင်ပေးနေမှာအဲ့နောက်နေ့ကျတော့ကိုပိုင်တကွန်ကိုလည်းအဲ့လိုမျိုးပေါ့နော်တစ်တော့တင်ဖို့ကျွန်တော်လှမ်းခေါ်တာပေါ့အဲ့ client လှမ်းခေါ်တော့ကျွန်တော်ကိုပိုင်တကွန်ကိုသွားတင်ပေးဖြစ်တယ်ပေါ့နော်အဲ့တင်ပေးဖြစ်တာသူကတစ်တော့တစ်ခါမှမဆော့ဘူးသေးဘူးအဲ့ချိန်ကျတော့သပင်းကအရှည်ကြီးဖြစ်နေပြီလူကလည်းအရက်ကြီးအရှည်ကြီးရမ်းချောတာသဘောလည်းကောင်းတယ်အတန်လည်းဝဲလေးနဲ့အဲ့မှာကျွန်တော်အဲ့လိုမျိုးသွားတင်ဖြစ်တယ်ပေါ့နော်။ तू ကဟိုပေါ့ဘယ်လိုလုပ်ရမလဲပေါ့။မင်းသားကိုက ID နေပြန်တင်နေရဆိုတာ तू ကကြတော့တစ်တော့မစော်ဘူးလေ။ तू ဘယ်လိုဘေးမှာဟိုပေါ့နော်ဒီလိုအတွဲလေးတွေအကန့်လေးနဲ့ဟိုပေါ့တစ်ပိုင်းစီပေါ့သူ့ကန့်နဲ့သူလို့ကိုယ့်ကန့်နဲ့ကိုယ်လို့ဆိုတော့ကျွန်တော်ကပြောပြတာပေါ့။ဒီချိန်မှာဘာလုပ်မယ်ပေါ့။အဲ့လိုပုံစံမျိုးလေးပေါ့။ဟုတ်ကဲ့အဲ့လိုပဲပြောရမှာပေါ့။ तू ပထမဦးဆုံးဒါပေမဲ့ तू နောက်ပိုင်းနေရကြတော့ကျွန်တော်ထက်ကောင်းတဲ့လူတွေလည်းတင်ပါပေါ့နော်။ပထမဦးဆုံး तू တစ်တော့စပြီးတော့ဟိုအဲ့ရိုက်တယ်ဆိုတာလေဒါလည်းဟိုပေါ့သူ့ရဲ့အလောက်က client ကသူ့ကိုတစ်တော့ရိုက်စေခြင်းတယ်ဆိုပြီးတော့စတင်တော့ကတော့ကျွန်တော်ဟိုတစ်ချက်လောက်လာပြီးတော့ပြပေးပါပေါ့နော်ကိုပိုင်ကွန်တစ်တော့ဆော့ကိုအဲ့ဒီချိန်မှာစပြီးတော့သူတစ်တော့အကောက်ကိုသူဖွင့်ဖြစ်သွားတယ်ထင်ပါတယ်ဟုတ်အဲ့လိုမျိုးကိုပိုင်ကွန်နဲ့တွဲရိုက်မယ်ဆိုရင်တော့ပျော်တာပေါ့အတိုင်းထက်လုံးပေါ့နော်ဟုတ်ကဲ့ကျွန်တော်ရှေ့ဆက်ပြီးတော့ကျွန်တော်လှုပ်သွားမယ်အလုပ်တွေကတော့ဒီ dancer ပေါ့နော်အဓိကဆိုတော့ရဲ့နောက်မှာ bucket တွေအဲ့လိုမျိုးပေါ့ dancer ပြီးတော့ကျွန်တော် dancer တင်တန်းတွေလည်းလောဆယ်ဒီ studio မရှိသေးပေမဲ့ဒီလိုအချိန်ပိုင်းနေဒီတခြား studio ငှားပြီးတော့ပြန် trainer special class တွေတို့ပြီးတော့ online class တွေတို့ကျွန်တော်ပြန်သင်ပေးနေပါတယ်ပြီးတော့သရှင်းတွေလည်းကျွန်တော်ရေးနေပါတယ်ခင်ဗျဒီကြားထဲမှာလည်းကျွန်တော်အဲ့လိုမျိုးပေါ့နော်ကျွန်တော်ရဲ့အသည့်တွေပါတယ်လည်းတရုတ်ဆောင်အဲ့လိုမျိုးပေါ့main atta အနေနဲ့ကျွန်တော်တို့ပြန်ပြီးလာခေါ်တာမျိုးဘာလို့ဆိုရင်လည်းကျွန်တော်ကဝင်ပြီးတော့ကူညီပေးတာမျိုးပါမျိုးရှိပါတယ်ခင်ဗျဟုတ်